ပြောင်းမှုနုလေးကိုဘာလို့ခိုးလာလဲလို့ပြောရသူတွေတော့သူတော့သားရေးဆိုရင်တော့တိမှာပါအဲ့နုလေးကိုဘာလို့လုပ်ရလဲဆိုတာသူကကြောင့်လည်းငယ်တော့ကကျမတို့အတွက်ပတ်စံမကုန်တဲ့ရုပ်တရက်ပေါ့နော်သူ့ကိုရုပ်လောက်တဲ့ခါမှလည်းစိတ်မရှိတဲ့သူတွေနဲ့ဆိုလို့ရှိရင်လုံးဝလုံးဖြစ်မှာမဟုတ်ပါဘူးအထဲထဲကဥပန်လေးပေါ်သွားတာနဲ့ရုပ်ကလုံးဝပြတ်သွားပါပြီဟိုကလေးကမှလူကမှကြီးမနေပါအောင်ဆိုမှရုပ်ကတည်းကပြတ်သွားပါပြီတော်သေးရပေါ်နေရုပ်ခုလာလို့မို့ဒီတရုပ်ကိုလုပ်ပြပါမယ်ဒီနေ့ကစိတ်ကြည့်နေလို့ဒီဗီဒီယိုထဲမှာကျမရီယာကိုလုံးဝမြင်ရမှာမဟုတ်ပါဘူးစိတ်မကြည့်လို့မဲ့လည်းစိတ်ကိုမနှဲရှိအောင်ဆွဲဆန်လိုက်တဲ့ရုပ်ကတော့အမှန်သွားပါပြီအမှသူ့ကိုစိတ်ပါလို့ရှိရင်ဒီမှာကြည့်လို့ရပါတယ်ဒီကောင်မကျော်ဆိုရင်နည်းနည်းတူနည်းနည်းလေးကိုကြည့်ရပါတယ်ဒီကောင်နဲ့လည်းရုပ်ပြီးတိုင်းလေးပြန်ပြလိုက်ပါတယ်ဒီနေ့ကဆိုရင်အိမ်မက်တစ်ခုရဲ့အကြောင်းမျိုးလေးကိုရက်တဲ့သတင်းရှိနေတယ်ဒါမဲ့ကျမကပြန်ကောက်ရအောင်လုံးဝကြောင်မသွားပါဘူးဒီလာပဲမြင်ရလားအဝဲနဲ့မလောက်လာလားဒီကလေးကလုံးဝဘူးမရှိဘူးဒီမှာရုပ်လောက်ပြီးတော့လေဒီကနေ့တိုက်တော့ဒီတောင်ကြည့်နေတယ်ဆောင်းရည်မှာတီးရသလားမသိဘူးချောင်းဆိုရင်ကျက်ဖြစ်နေတဲ့ခါမှာစီစီကတီးရတယ်လို့ဒါမဲ့လည်းချင်းပြင်းလို့ချင်းမစားဘဲနဲ့မနေနိုင်ပါဘူးအဲ့နဲ့တလုံးကောက်စားကြည့်လိုက်တာမချင်းမနဲ့မလေတာဖန်တာပဲစီစီကခုမှစတီးရသည်မို့လို့လားမသိဘူးပေါ့နော်စားလို့လည်းမကောင်းသေးပါဘူးတီးရတော့အများကြီးတီးနေပေါ့နော်မအနာလေးမှာဆိုလို့ရှိရင်ပြွတ်ပြွတ်ပြွတ်နဲ့တီးရ